တခါကရွာလေးတစ်ရွာမှာအရန်ဆင်းရဲပေမဲ့စိတ်ထားကောင်းတဲ့အဖိုးတူရှိပါတယ်အဖိုးအိုဟာသူ့ရဲ့တနေ့စာစားစရာဖြစ်တဲ့ပေါင်မုတ်လေးကိုကြည့်ပြီးတပြင်းချလိုက်တယ်ပြီးတော့မင်းလဲပိုက်စာနေမှာပဲဆိုပြီးထက်ဝက်ခွဲကျွေးလိုက်ပါတယ်အဖိုးအိုဟာမြစ်တစ်ဖက်ကန်းကဖျားဘူးသွားခြင်းပေမဲ့လှေခပေးဖို့ပတ်စံတစ်ပြားမှမရှိပါဘူးအဲ့ဒီအချိန်မှာထူးဆန်းတာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်သူကျွေးခဲ့တဲ့ခွေးလေးဟာရေထဲကတစ်သားတုံးကြီးတစ်တုံးကိုအဖိုးအိုစီရောက်အောင်တွန်းပို့ပေးခဲ့ပါတယ်အဖိုးအိုဟာအဲ့ဒီတစ်သားလုံးကိုဖောင်းလို့အတုံးချပြီးမြစ်ကိုအောင်မြင်စွာဖျက်ကူးနိုင်ခဲ့ပါတယ်တစ်ဖက်ကန်းကိုရောက်တဲ့အခါမှာတော့အန်ဩစရာကောင်းတာကအဲ့ဒီတစ်သားတုံးကြီးဟာတောက်ပတဲ့ရွှေတုံးကြီးအဖြစ်ပြောင်းလဲသွားပါတော့တယ်စေတနာဆိုတာကိုပေးလိုက်တဲ့အတိုင်းကိုစီပြန်လာတတ်တဲ့အရာပါသူတစ်ပါးကိုကူညီဖို့တစ်မှာအများကြီးရှိဖို့မလိုပါဘူးစေတနာရှိဖို့ပဲလိုတာပါ